အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အရန်လဲစားလို့ကောင်းပြီးလောက်ရလဲလွယ်ကူတဲ့မုံလုံးနီးတစ်မျိုးအကြောင်းကိုပြောပြတော့မှာပဲဖြစ်ပါတယ်မုံရဲ့နာမည်လေးကတော့ရှောက်လုံးမုံဆိုမှနာမည်လေးတော့ပေးထားပါတယ်ဘာဖြစ်လို့ရှောက်လုံးမုံလို့နာမည်ပေးထားလဲဆိုရင်ကတော့လှုပ်ချင်တဲ့ဟာမဖြစ်လာပဲဖြစ်လာတဲ့ဥစ္စာလေးပဲလုပ်နေရတဲ့အတွက်ကြောင့်မို့ရှောက်လုံးမုံလို့နာမည်ပေးထားခြင်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းမုံလို့ရဝါသနာပါပေမဲ့ပါရမီလေးတွေမပါလာတော့တခါတလေအစင်မပြေလို့တွင်ပြေးရတဲ့ဥစ္စာလေးတွေကတော့အမတ်တရားရှိခဲ့ပါတယ်ဘသူပါပြောပြောစူးစားပြီးမှလုပ်မယ်ဆိုတဲ့စိတ်ကူးနေကတော့စူးစားပြီးမှတော့လုပ်ခဲ့တာပဲဒါပေမဲ့ကြုံမုံကုန်ခန်းကြီးရောက်လာတဲ့အခါမှာတော့လူတွေအရန်ပြောနေတဲ့နှစ်မှာပါရမီမပါဘူးဆိုတဲ့စကားကိုလုံးဝလက်ခံလာခဲ့ပါတယ်အဲ့တော့ကျွန်တော်ကလည်းကျွန်တော်လိုပါရမီမပါတဲ့လူလှုပ်ရှားရင်တော့မပြတ်တဲ့ဒီရှောက်လုံးမုံလေးကိုပဲလှုပ်ရှားခဲ့ပါတယ်အဲ့ဒါတောင်ဖြစ်မလို့မဖြစ်မလို့နဲ့နောက်ပိတ်ဆုံးမှာမဆောင်းလို့ပဲဖြစ်သွားခဲ့ပါတယ်မုံလို့ရတာဝါသနာပါပြီမဲ့ကျွန်တော်လိုပါရမီမပါခဲ့တဲ့သူတွေရှိခဲ့လို့ရှိရင်ဒီမုံလေးကိုလှုပ်ရှားကြည့်ပါနော်အရန်စားကောင်းတယ်လို့ပြောရလောက်အထိကောင်းတဲ့ဒီရှောက်လုံးမုံလေးပဲဖြစ်ပါတယ်နောက်ဆုံးတော့လည်းမဆောင်းလို့ပဲဖြစ်တယ်လို့မဖြစ်တယ်လို့နဲ့ဖြစ်သွားပါတယ်လို့ဒီမှာအားလုံးပြီးသွားပါပြီပေါ့နော်ကိုလက်ရဘယ်လောက်ထိကောင်းလဲမကောင်းလဲပေါ့နော်ဝါသနာရတာပါခဲ့တာဒါပေမဲ့ပါရမီမပါတဲ့အတွက်ကြောင့်ပေါ့နော်မုံလေးကြော်ထားတစ်ခုနဲ့တစ်ခုကမညီဘူးဖြစ်နေတယ်အဲ့အတွက်ကြောင့်မို့ခိုင်ကြံစားမယ်အဲ့တော့ဘယ်သူမှမစားခင်ကိုလုတ်ကိုကောင်းဖြစ်အောင်လို့အရင်ဥဆုံးပြီးကြည့်မယ်နော်မလေးအလိုလေးတော်တော်လေးကောင်းတယ်ကိုလုတ်ထားကြောင်ပြောမဟုတ်နော်ဒါအကောင်းဆုံးပဲဂျုံထုတ်လဲကုန်သွားပြီတထုတ်လုံးကုန်သွားပြီဒီတစ်ပတ်လုံးလောက်တာလေတထုတ်လုံးကုန်ပြီနောက်ပိတ်ဆုံးဒီတစ်ခေါက်မှကောင်းတာပြရတဲ့အခါရှိရမနေ့ကဆို2မျိုးလောက်တာပေါ့နော်အာလူချောင်းအာလူကိုပြုတ်ပြီးမှလေဂျုံနဲ့ရောမှကြော်တာအဲ့ဒါလဲတူးသွားတယ်နည်းနည်းတော့စားကောင်းတယ်စားလိုက်တယ်စားလို့မကုန်တော့လေကလေးတွေကျွေးလိုက်တယ်အဲ့တော့အာလူကိုပေါင်းနေအာလူပေါင်းနေဥစ္စာအခုထိပါမလုပ်နေဘူးဒီတိုင်းပဲအာလူလဲရှုံးတယ်ဂျုံလဲရှုံးတယ်အပြင်ကြက်တူဖြူချင်းနေလားအိုးရှုံးလားမမင်းနဲ့အဲ့ဆိုနောက်ဆုံးကြီးတစ်ခုပဲကောင်းပါလေအဲ့ဒီအတွက်ကြောင့်ဒါလေးတော့လှုပ်ရှားကြည့်ပါလို့เนาะအဆိုင်လို့ဝါသနာတော့ပါတယ်ပါရမီမပါတဲ့လူတွေလှုပ်ရှားကြည့်ပါလို့နောက်ပိတ်ဆုံးတော့လဲမဆောင်လို့ပဲဖြစ်တယ်လို့မဖြစ်တယ်လို့နဲ့ဖြစ်သွားပါတယ်ပေါ့နော်အရန်ကောင်းနေနော်ခဏလေးပြောစရာတစ်ခုကြံနေလို့ဂျုံထုတ်တာကုန်သွားမယ်အဆိုင်ရဲ့ပညာလုံးဝမကုန်ဘူးအလဲအဘတကွက်